သင်ဟာချိုးရက်ကိုအရန်ကြိုက်တဲ့သူတစ်ယောက်လားဒါဆိုရင်တရားရှော့စားလိုက်တဲ့အခါတည့်ရဲ့ခန္ဓာကိုယ်မှာဘယ်လိုမျိုးအံ့ဩစရာကောင်းတဲ့အပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကိုရောသင်သိပြီလားတရားရှော့စားခြင်း cutting sugar ဆိုတာပါလေတရားရှော့စားတယ်ဆိုတာအချို့ရည်တွေမုန့်တွေနဲ့ပြုပြင်ထားတဲ့အစားအစာတွေကထည့်သွင်းတရား added sugar တွေကိုချက်တောက်တာကိုဆိုလိုတာပါဒါဟာအစားအသောက်ရှော့တာထက်သင်ကျန်းမာရေးကိုပို့ပြီးတော့ upgrade လုပ်တာနဲ့တူပါတယ်အကျိုးကျေးဇူးများဒါဟာတကယ်ပဲကောင်းမွန်တဲ့စိတ်ကူးတစ်ခုပါ။ဘာလို့လဲဆိုတော့နံပါတ်1စွမ်းအင်တိုးတက်ခြင်းတရားစားပြီးရင်ခဏပဲတက်ပြီးပြန်ပင်မန်းသွားတာမျိုးဖြစ်တော့ပဲတနေ့ကုန်တက်ကြွလန်းဆန်းနေပါလိမ့်မယ်။နံပါတ်2အသားရည်လှပခြင်းတရားကအသားရည်ကိုအုံမီရင်းလျော်စေတဲ့အတွက်ရှော့စားရင်ပိုပြီးတော့နှုတ်ပြစေပါတယ်။နံပါတ်3ကိုယ်လေးချိန်ထိန်းညှိခြင်းဘိုက်ခေါက်နဲ့အစီအပိုးတွေကိုကျစေဖို့အများဆုံးသောနည်းလမ်းကတော့တရားဖြတ်တာပါပဲ။တတိပေးချက်ဒါပေမဲ့တခါတည်းအကုန်ဖြတ်တာမျိုးတဲ့တဖြည်းဖြည်းချင်းရှော့ပြီးတော့သွားတာကပိုပြီးတော့ရေရှည်ခံပါတယ်။တရားနေရာမှာတဘာဝတတိတွေကိုအစားထိုးစားပေးလို့ရပါတယ်။ကဲဒီနေ့ကစားပြီးတရားရှော့စားကြည့်ဖို့အဆင်သင့်မယ်လားတင်းရဲ့အတွေ့အကြုံတွေကို comment မှာလည်းပြောသွားပေးဖို့နော်အားလုံးကျမ်းမာချမ်းသာကြပါစေ Bye for now